ကယ်တော့လွန်ခဲ့တဲ့နှစ်900ကကျမကအားနေတဲ့လူသားတစ်ယောက်တငယ်ချင်းကလည်းအတွင်းဆွမ်းအားဆုံးရှုံးထားတဲ့မြေခွေးနဲ့ဆိုးလေးတစ်ယောက်ပဲဒါပေမဲ့နှစ်900လုံးလုံးခိုးထားတဲ့နှက်ဆေးတွေစားလာခဲ့တာကြောင့်ကျမတို့မူလလိုအားနေတဲ့သူတွေမဟုတ်တော့ဘူးကောင်းကင်လောကကနေလူလောကကိုပြန်ဆင်းဖို့အခက်ခဲမရှိတော့ဘူးအဲ့ဒီနေ့မှာအိမ်ရှိမင်းသားနဲ့စစ်နက်ဖျားဇက်လိုက်မင်းသမီးနဲ့အတူရှိနေကြတယ်သူတို့ရဲ့မျက်နှာပေါ်ကအပြုံးတွေကိုမြင်လိုက်ရတော့ကျမရုတ်တရက်နားလည်သွားတယ်သူတို့မပြုံးတတ်တာမဟုတ်ဘူးကျမတို့ကိုမပြုံးပြဘူးလားပဲဒါပေမဲ့အဲ့ဓာတွေအခုအရေးမကြီးတော့ဘူးကျမနဲ့တငယ်ချင်းကတယောက်ရဲ့လက်ကိုတယောက်တင်းတင်းဆုပ်ကင်လိုက်ကြတယ်ပြီးတော့ဝူဝမ်ထိုင်အစွန်းနားကိုရှောက်သွားခဲ့ကြတယ်ကျမကိုမချစ်ဘူးဆိုတာသိပါတယ်ဒါပေမဲ့ကျမထွက်သွားရင်မင်းပြောနိုင်မယ်ဆိုရင်လုံလောက်ပါပြီနောက်တစ်စက္ကန့်မှာတော့ကျမတို့နှစ်ယောက်ဝူဝမ်ထိုင်ပေါ်ကနေလက်ချင်းချိတ်ပြီးခုန်ချလိုက်ကြတယ်မဟုတ်ဘူးပြန်လာခဲ့အိမ်ရှိမင်းသားနဲ့စစ်နက်ဖျားရဲ့အော်တန်တွေနောက်ကနေထွက်ပေါ်လာတယ်ကျမတို့တေဖို့ခုန်ချတာမဟုတ်ဘူးလွတ်လပ်မှုကိုရွေးချယ်ဖို့ခုန်ချခဲ့တာပဲဝူဝမ်ထိုင်ကနေခုန်ချပြီးနောက်ကောင်းကင်လောကမှာဘာတွေဖြစ်သွားလဲဆိုတာကျမတို့မသိခဲ့ဘူးဘသူကလိုက်ရှာခဲ့လဲဘသူကဝမ်းနေခဲ့လဲအဲ့ဒါတွေလည်းမသိချင်တော့ဘူးဘာလို့လဲဆိုတော့ကျမတို့လွတ်မြောက်သွားပြီလေလွန်ခဲ့တဲ့ဘဝမှာကျမနဲ့တငယ်ချင်းကမိဘမဲ့2ယောက်ကျောင်းတက်ရင်အလုပ်3ခုစီလုပ်ခဲ့ကြတယ်အသက်22ယောက်တော့2ယောက်ပေါင်းစုဆောင်းထားတဲ့ငွေက1တန်းတောင်ရှိနေပြီအိမ်ဝယ်ဖို့သွားတဲ့နေ့မှာပဲမတော်တဆမှုတစ်ခုကြောင့်ဒီဝတ္ထုကဘာတွေရောက်လာခဲ့ကြတာအခုတော့နှစ်ပေါင်း900ကြာပြီးမှနောက်ဆုံးလွတ်လပ်မှုကိုပြန်ရခဲ့ပြီဒါပေမဲ့ဒီလောကမှာနှက်ဆိုးတွေအန္တရာယ်များလွန်းနေကျမတို့ရဲ့စွမ်းအားကလည်းမလုံလောက်သေးဘူးဒါကြောင့်ကျမနဲ့တငယ်ချင်းကတောင်ပေါ်မှာပုံအောင်ပြီးကြင်ကြံဖို့ဆုံးဖြတ်လိုက်ကြတယ်တစ်နှစ်10နှစ်နှစ်100အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့တယ်မျက်စိတမိတ်အတွင်းနှစ်ပေါင်း2000တောင်ကုန်လွန်သွားခဲ့ပြီ